ထို့ပြင်သူနှင့်တူညီသောကစားစရာများအများပြားရှိနေကြောင်းမြင်ရသဖြင့်ပို၍အံ့ဩသွားသည်ဝူဒီပြောခဲ့သည့်စကားများကိုပြန်တရိရလာပြီးသူသည်ကစားစရာတရုပ်သာဖြစ်ပြီးအခြားဘာမှမဟုတ်ကြောင်းနားလည်သွားသည့်အခါအလွန်စိတ်မကောင်းဖြစ်သွားသည်ထို့နောက်သူပြန်နိုင်သေးကြောင်းကိုတက်တည်ပြရန်ကြိုးစားတော်လဲမအောင်မြင်ပဲလေကားပေါ်မှပြုတ်ကျသွားသည်ထိုအခါသူ၏လက်တစ်ဖက်လည်းကျိုးသွားသည်ဆက်ညီမကဘိုးစ်ကိုတွေ့သွားပြီးကောက်ယူကာသူ့အယုံများနှင့်အတူစော့ကစားရန်ခေါ်သွားသည်ထို့နောက်ဝူဒီသည်တပုံးနေသောနေရာမှထွက်လာပြီးဘိုးစ်ကိုလိုက်ရှာသည်နောက်ဆုံးတွင်ဆက်ညီမကသူမ၏အယုံများနှင့်အတူဘတ်စ်ကိုစော့ကစားနေသည်ကိုတွေ့လိုက်ရသည့်စကားကောင်မလေးထွက်သွားပြီးနောက်ဝူဒီကဘတ်စီသွားကအန်ဒီရဲ့အိမ်ကိုပြန်သွားဖို့ဖြောင်းဖြတယ်ဒါပေမဲ့ဘိုးစ်ကသူဟာတကယ်အာကာသစစ်သား Space Ranger မဟုတ်ပဲကစားစရာရုပ်လေးတရုပ်သာဖြစ်ကြောင်းအမှန်တရားကိုသိသွားတဲ့အတွက်အယံဝမ်းနေနေတယ်အဲ့ဒီအချိန်မှာဝူဒီကအကြံတစ်ခုရပြီးဘိုးစ်ကိုခေါ်ကဆက်ရဲ့အခန်းကိုပြန်သွားတယ်ဝူဒီကပြတင်းပေါက်ဖွင့်ပြီးသူ့တငယ်ချင်းကစားစရာတွေကိုခေါ်လိုက်ရသူတို့ကဝူဒီကိုတွေ့ပြီးအယံပျော်သွားကြတယ်ဝူဒီကကျိုးတစ်ချောင်းကိုလည်းပြစ်ပေးပြီးအခြားဘက်ကနေတက်လာနိုင်အောင်လုပ်ပေးတယ်ဒါပေမဲ့မဖက်ထဲတဲ့ဟက်ကတားဆီးလိုက်ပြီးဝူဒီဟာဘုစ်ကိုတက်ခဲ့တဲ့လူဆိုဖြစ်တယ်လို့ပြောတယ်ဝူဒီကိုအိမ်ပြန်ခွင့်ပေးရင်သူတို့ကိုလည်းတက်လိမ့်မယ်လို့ဆိုတယ်ဝူဒီကဘုစ်ဟာသူ့နဲ့တူရှိနေတယ်လို့ပြန်ပြောတယ်ဘုစ်ကိုထွက်ပြဖို့ခေါ်ပေမဲ့ဘုစ်ကမျှော်လင့်ချက်တွေဆုံးရှုံးနေတဲ့အတွက်ဘာမှမတုံ့ပြန်ဘူးဘုစ်ဒီကိုတက်လာပြီးငါ့ကိုကူညီပါဦးဘုစ်ကတုံ့ပြန်မှုမရှိတာကြောင့်ဝူဒီလိန်နေတယ်လို့အခြားကစားစရာတွေထင်သွားကြတယ်လာပါငါ့ကိုဖတ်ပေးပါဦးဒါကြောင့်သူတို့ကကျိုးကိုပြန်ပစ်ချလိုက်ပြီးဝူဒီကိုထားခဲ့ကထွက်သွားကြပြီးသတင်းပေါက်ကိုပါပိတ်လိုက်ကြတယ်ရုတ်တရက်စစ်ပြုပြင်ဖျက်ဆီးထားတဲ့ကစားစရာတွေအားလုံးဘောဆာအနာကိုဝိုင်းလာကြတယ်ဝူဒီကလူစုကိုကူညီဖို့ကြိုးစားပေမဲ့သူတို့ကပတ်စီရပြုတ်နေတဲ့လက်ကိုပြန်တက်ပေးနေကြတာဖြစ်တယ်အဲ့ဒီအခါဝူဒီကဒီကစားစရာတွေဟာလူဆိုးတွေမဟုတ်ပဲပလတ်စတစ်ရုပ်တွေကိုစားတဲ့သူတွေလည်းမဟုတ်ကြောင်းနားလည်သွားတယ်သူတို့ဟာစစ်ဖျက်ဆီးခဲ့တဲ့အခြားကစားစရာတွေကိုကူညီတယ်လို့ပုစ်ကိုလည်းကူညီပေးနေတာဖြစ်တယ်အဲ့ဒီအချိန်မှာဆက်ရဲ့အတန်ကိုကြားလိုက်ရတော့ကစားစရာတွေအားလုံးကြောက်ပြီး